Now Fashion YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့သင်ပေးမယ့်အပိုင်းလေးကတော့မြို့သားဝဲရှန်အင်းကြီးကိုပတ်တန်ဆွဲနည်းပဲဖြစ်ပါတယ်နောက်ကျန်တဲ့အပိုင်းလေးတွေကိုလည်းချုပ်တာအထိပေါ့နော်အစင်းစင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးတော့ပတ်တန်မဆွဲခင်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပေးပါမယ်ဒါလေးတွေကတော့ဒီမှာပေတန်အရှိ24လက်မှနော်ပေတန်အတူလဲလိုတယ်ပေတန်အရှိလဲလိုတယ်ကော်ပီကုတ်ဝက်အတွက်ကိုဒီမှာလှိမ့်စုလေးလဲလိုတယ်ခဲတံလိုပါတယ်ပြီးတော့ဒီမှာပေတန်အကွေးကအရမ်းမကွေးတဲ့ပေတံကွေးလေးပေါ့နော်ဒီကပ်လေးလိုပါတယ်ဒီနေရာမှာအမျိုးသားဝက်ကအမျိုးသမီးဝက်ကမတူဘူးပေါ့နော်ဒါလေးတွေကပြည်ပြည်လေးနဲ့ကွေးတဲ့ပေကွေးအမျိုးအစားဖြစ်ပါတယ်အမျိုးသမီးဝက်ကတော့အရန်ကိုမြင်းကွေးတွေများတဲ့အတွက်ကိုပေါ့နော်အရန်ကွေးတဲ့ပေကွေးကိုသုံးပါတယ်เนาะဒီမှာတော့အရန်ကွေးတာကိုသုံးစရာမလိုပါဘူးဒီလိုပြည်ပြည်လေးဆိုရင်ရပါပြီပြီးတော့ကိုယ်တိုင်းလေးတွေကို20လေးပေးထားပြီးသားဖြစ်ပါတယ်အရှိမလေး20လေးတွေကိုတွက်ထားပေးပါဒါဆွဲနည်းဖြစ်ပါတယ်အမကတော့ရလာတဲ့တန်ဖိုးလေးတွေကိုတခါတည်းအစားသွင်းလိုက်မှာဖြစ်ပါတယ်အဲကြောင့်ကိုလိုချင်တဲ့ကိုတိုင်းလေးတွေကိုတခါတည်းတွက်ပြီးသားလေးကိုရေးထားပေးပါအစဉ်တင်နော်ဒီမှာစဆွဲပါပြီမမြင်ရမှာဆိုလို့ဒီမှင်အနီလေးနဲ့ဆွဲပြလိုက်တယ်နော်စပြီးတော့ခုမှဆွဲမဲ့သူလေးတွေဘီဂင်နာလေးတွေကတော့ခဲတံလေးနဲ့ပဲဆွဲဖို့အကြံပေးပါတယ်အဲ့ဒါဆိုရင်ကိုဖြတ်တာရှင်ဖြတ်လို့ရတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာမမြင်ရမှာဆိုလို့ soft pan လေးကိုအသုံးပြုလိုက်တာပါအရင်ဆုံးဒီမှာပတ်တန်ရဲ့ဘေးရဲ့အပေါ်ရဲ့အောက်ရဲ့ကိုဒီပေတံလေးတပြားစာအရင်ဆုံးဘောင်းခတ်လိုက်တာဒါကတော့ဒီတောက်မှန်ယူတဲ့သဘောပေါ့နော်ပတ်တန်တွေကများသောအားဖြင့်မညီတာပဲရှိတယ်အဲကြောင့်မလို့တောက်မှန်လေးအရင်ဆွဲပါတယ်ပြီးသွားလို့ရှိရင်ဒီမှာအမကဒီရှေ့ပေါ့နော်ကိုယူမဲ့အရှေ့အမဒီမှာ28ယူထားတယ်နော်ပေတံက28မပြည့်တဲ့အတွက်ကိုနှစ်ခါမှတ်တယ်မှတ်တဲ့နေရာမှာလည်းမြင်းတွေကိုမဆောင်သွားအောင်နှစ်နေရာမှတ်ပေးတယ်နော်အဲ့နှစ်နေရာမှတ်ပြီးမှအဲ့ line လေးတွေကိုဆက်ပေးပါအဲ့ဒါဆိုရင် line မညီတာတွေပါလိမ့်မရှိတော့ဘူးနော် line ကနည်းနည်းရှည်ဝိုင်း line တွေစောင်းသွားတာတို့ကောက်သွားတာတို့ဖြစ်မှာဆိုလို့ပေါ့နော်ပြီးသွားရင်ဒီမှာဒီထိတ်ကတော့ဒါပခုံး line ပေါ့နော်ပခုံး line ကနေဒီမှာအမကဒီမှာ1လက်မနဲ့6စိတ်ပခုံး line ချလိုက်ပါတယ်နော်ဒီနေရာမှာအမတွက်နည်းတွေပြောထားတယ်တစ်ခွဲချလို့ရတယ်2လက်မချလို့ရတယ်မိမိစိတ်ကြိုက်ချလို့ရပါတယ်နော် body ပေါ်မှာမူတည်ပြီးချပေးပါဒီမှာတော့အမက1လက်မ6စိတ်ချလိုက်ပါတယ်ပြီးသွားလို့ရှိရင်ပခုံးတန်ဖိုးလေးက8လက်မနဲ့6စိတ်စားသွင်းလိုက်ပါမယ်ပြီးသွားရင်သူ့ကိုပခုံးချတဲ့ line နဲ့ဆက်ပေးပါမယ်ဒါဆိုရင်ပခုံးလိုက်ရပြီပြီးရင်ရလာတဲ့ပခုံးတန်ဖိုးပေါ့နော်ဒီနေရာမှာဘယ်လောက်လဲ6စိတ်ဆိုရင်အမဂျိုင်းကိုလည်း6စိတ်အဲ့ဒီထိတ်ပခုံးထိတ်ကနေချလိုက်ပါတယ်ပခုံးတစ်ချမ်းရဲ့တန်ဖိုးကိုပြန်ယူလိုက်တဲ့သဘောပါပဲเนาะဒီနေရာမှာတွက်တဲ့နည်းတွေလည်းရှိတယ်เนาะရင်ုံလေးနဲ့စားလို့ရတဲ့တန်ဖိုးကလည်းဒီရင်လိုင်းပေါ့เนาะဒီဂျိုင်းတန်ဖိုးရတယ်အဲ့လိုမျိုးတွက်လည်းရပါတယ်ဒါလေးကတော့အမပခုံးတစ်ချမ်းတန်ဖိုးနဲ့တွက်သွားတာပါပြီးသွားရင်ရင်လိုင်းလေးရပြီးသွားရင်တော့ခါလိုင်းတင်လိုင်းနေဆွဲပါမယ်ပြီးတော့ဒီပခုံးချတဲ့ line လေးနဲ့အရင်ဦးဆိုအမဒီမြင်းလေးကိုယာလိုက်တာပေါ့နော်အဲ့ဒါကတော့ဂျိုင်း line ပေါ့နော်ပခုံး line ကနေတဲ့တဲ့လေးဆွဲလိုက်မယ်နော်ပြီးသွားရင်ရင်တန်ဖို့အစားသွင်းမယ်ရင်တန်ဖို့က30ခွဲ30ခွဲယူလိုက်မယ်ယူပြီးသွားလို့ရှိရင်သူ့ကိုအဲ့ဒီ30ခွဲတိုင်းကိုတဲ့တယ်လေဒီတင် line ထိဆွဲလိုက်ပါမယ်မျိုးသားတွေကခါနဲ့ပေါ့နော်ဟိုရင်ဒီခါတွေအရင်ကြီးဟိုမျိုးသမီးတွေလိုဝင်စရာမလိုဘူးအားကြောင့်မလို့ဒဲယူလိုက်ပါတယ်နော်ရင်လိုင်းကနေတင်လိုင်းထီကိုဒဲမြင်းဖြတ်ဆွဲလိုက်မြင်းချောင်းတစ်ချောင်းဆွဲလိုက်တယ်အဲ့ဒီမြင်းချောင်းကိုတန်ဖိုးလေးတိုင်းကြည့်မယ်နော်တိုင်းပြီးသွားရင်ဒီမှာဘယ်လောက်ရလဲတဝက်ဝက်လိုက်မယ်အဲ့တဝက်ဝက်တဲ့ line ကဘာ line လဲဆိုတော့ခါ line ဖြစ်သွားပြီနော်ဒီနေရာမှာခါကြတိုင်းပြီးတော့သုံးညင်လဲခါကြတန်ဖိုးအစားသွင်းပြီးသုံးလို့ရပါတယ်ဒါကတော့ပုံတင်နေတိုင်းသွားတာပေါ့နော်ခါကြနဲ့တွက်ချင်တယ်ဟိုကိုချုပ်မဲ့ body ကသူများနဲ့မတူဘူးခါကြလေးကိုတိုင်းညင်တယ် body fit ချုပ်ချင်တယ်ဆိုရင်တိုင်းပြီးတော့ဒီနေရာမှာချပေးပါတော့ပြီးရင်ခါနဲ့ပေါ့နော်ရင်ထဲကလက်မဝက်မှာအထဲဝင်တယ်ပေါ့နော်ရင်က30ခွဲဆိုရင်ခါကို30ယူတယ်လက်မဝက်ဝင်လိုက်တာပါခါလေးတိမ့်ပေးတာပေါ့နော်ဒီနေရာမှာလူကြီးတွေမလို့မသိမ့်ညင်ဘူးဆိုလည်းရတယ်နော်မသိမ့်မဲနဲ့တဲ့ပဲယူရလဲရတယ်အမကတော့ဒီမှာbody fit ပုံစံလေးဆိုတော့သူ့ကိုခါလေးနည်းနည်းလေးတိမ့်လိုက်တာပိုလှတယ်ပေါ့နော်အဲ့တော့ဒီမှာကပ်လေးနဲ့အနေတော့အကွေးလေးကိုဒီမှာဆက်လိုက်တယ်နော်ပြီးသွားရင်တင်ပေါ့တင်ကြရင်လည်းအဲ့လိုပဲเนาะသူကလေမျိုးသမီးတွေလို့ဖောင်းစရာမလိုဘူးသူ့ကိုလည်းအနေတော်လေးဆက်ပေးမယ်ဆက်တဲ့ခါကျရင်ခါ white ဖို့အတွက်ကိုဒီနေရာလေးပေါ့เนาะ
တင်လိုင်းကနေအပေါ်ကို2လက်မတက်တယ်အဲ့ဒီနေရာလေးနဲ့ပဲဆက်ပေးပါတယ်နော်အောက်ထိသွားဆက်စရာမလိုဘူးဒါကဘာလဲဆိုတော့ခါဝိုက်မဲ့နေရာလေးပေါ့နော်2လက်မခါဝိုက်တဲ့သဘောပါခါဝိုက်မဲ့ line လေးကိုရပါပြီဆိုရင်2လက်မအပေါ်တက်ပြီးွားရင်အဲ့နေရာလေးကိုမှတ်ထားပါပြီးရင်တင်တန်ဖို့ကိုဒီမှာအမှတ်3မှတ်မှတ်ပြီးတော့3ပုံပုံလိုက်မယ်အနည်းဆုံးပုံကိုစောစောအပေါ်တက်ထားတဲ့2လက်မနဲ့ဒီမှာမြင်းပြက်ကလေးဆွဲပြီးတော့ဆက်လိုက်ပါမယ်ဒါလေးကခါဝိုက်ဖို့အတွက်ကိုမြင်းချောင်းလေးတစ်ခုယူလိုက်တာပါနော်ဘလောက်ခါဝိုက်မလဲဆိုတဲ့ပုံစံလေးပေါ့နော်ရလာတဲ့မြင်းလေးကိုမှအမကဒီမှာတဝက်ဝက်ပါမယ်နော်ဒီမှာတဝက်ဝက်ပြီးဝိုင်းရင်အဲ့တဝက်ဝက်ထားတဲ့မြင်းလေးမှာနှစ်စိတ်အပေါ်တက်ပါမယ်သူကဟိုလက်ဆွဲသလိုမျိုးလေးပေါ့နော်သူကလေလက်မှာ3ပုံပုံသလိုသူက2ပုံပုံပြီးတော့ဒါလေးကိုဆွဲသွားတာပါပြီးွားရင်ပေကွေးလေးနဲ့သူ့ကိုအလိုက်တင်လေးယူပေးပါမယ်ဒီနေရာမှာမိမိစိတ်ကြိုက်လှသလိုလက်ကလေးကိုအသုံးပြုပြီးတော့ပုံဖော်သွားလဲရပါတယ်အမကတော့ဒီရှေ့မှာပေါ့နော်ဒီတင်လိုင်းရဲ့အဆုံးမှာလက်မဝက်ရှေ့ကိုစိုက်ပေးပါတယ်ဒါအခုဆွဲနေတာရှေ့ချမ်းဖြစ်တယ်ပေါ့နော်ရှေ့ချမ်းမှာလက်မဝက်စိုက်တယ်ဘိုက်စာပေါ့နော်ဘိုက်စာလက်မဝက်ဟိုရှေ့ကိုဆင်းလိုက်ပါတယ်အဲဆင်းတဲ့ line လေးနဲ့မြင်းလေးကိုပြည်တံကွေးလေးနဲ့တေချာလေးဆက်ပေးပါတယ်ဒီမှာအောက်ပိုင်းလေးကတိတ်မမြင်ရတော့ဖြစ်သွားလို့เนาะပြီးွားရင်တေချာပြပေးပါဦးမယ်ဒီနေရာမှာဟိုကိုစိတ်ကြိုက်ဝိုက်လို့ရတယ်တချို့ကအရန်ဝိုက်တာကိုရှိန်ကြီးကိုမကြိုက်ဘူးတချို့ကြလည်းနည်းနည်းလေးဝိုက်တာကိုကြိုက်တယ်ပေါ့နော်ဒါလေးကတော့ပုံတင်နည်းနဲ့သွားတဲ့နည်းလေးဖြစ်ပါတယ်နော်ကျန်တာမိမိစိတ်ကြိုက်ယူလို့ရပါတယ်မကတော့ပေတံကွေးလေးတုံးပြီးတဲ့အပြင်လက်လေးနဲ့ထပ်ပြီးတော့ဖြည်းဖြည်းလေးယူပေးလိုက်တယ်ကိုကြိုက်တယ်လို့လေးပေါ့နော်ယူပြီးဝိုင်းရင်စိတ်ကြိုက်ပေါ့နော်ဒီလိုလေးဝိုင်းလိုက်ပါတယ်နောက်ချမ်းမှာကြာရင်အဲ့လိုမျိုးလက်မဝက်စင်းစရာလုံးဝမလိုပါဘူးเนาะအဲ့ဒါအောက်ပိုင်းကဏ္ဍပြီးသွားပြီဒီမှာအပေါ်ပိုင်းကဏ္ဍလာပါပြီအပေါ်ပိုင်းကကြတော့လေဒီမှာမယာထားတဲ့မြင်းလေးကိုဒီအတွင်းကိုတလက်မဝင်ပြီးတော့ပြန်ဆွဲပါမယ်ဂျိုင်းပေါ့နော်ရှေ့ဂျိုင်းဆိုတော့နည်းနည်းလေးဝင်လိုက်တဲ့သဘောလက်မတလက်မလောက်အတွင်းကိုဝင်ပြီးတော့မှဆွဲပါမယ်နော်တလက်မဝင်လိုက်မယ်ပြီးွားရင်ရလာတဲ့ဒီဂျိုင်းတန်ဖိုးလေးကိုသုံးပုံပုံမယ်အနည်းဆုံးပုံကိုတည်ယူမယ်ပေါ့နော်သုံးပုံပုံပြီးတော့အနည်းဆုံးပုံကိုယူပါမယ်အနည်းဆုံးပုံကတော့ဒါမြင်းကွေးမဲ့ပေါ့နော်နေရာလေးပေါ့အဲနေရာလေးကနေရင်ရဲ့အမှတ်ပေါ့နော်ရင်ဆုံးတဲ့အမှတ်ကလေးကိုတွားပြီးဆက်လိုက်မယ်ရပြီအဲ့ဒါဆိုရင်ဒီမှာနော်မြင်းပြက်ကလေးတစ်ခုရပြီအဲ့ဒီမြင်းပြက်ကလေးကိုဒီမှာအမနှစ်ပုံပုံပြီးတော့နော်စင်တာမြင်းလေးယူလိုက်တာပေါ့နော်ဒေါင်းချင်းပေါ့ဘယ်လောက်ထွက်မလဲအဲ့ပုံစံလေးပါဒီမှာဆွဲလိုက်ပြီးနော်နှစ်ပုံပုံလိုက်ပြီပေါ့နော်နှစ်ပုံပုံပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီရလာတဲ့မြင်းပြက်ကလေးကအတွင်းမြင်းပြက်ကလေးကိုနော်ဒီမှာဆိုဘလောက်ဝိုက်ရမှမသိဘူးဖြစ်နေမှာဆိုလို့သူ့ကို3ပုံပုံပါမယ်ပြန်ပြီးတော့3ပုံပုံမယ်အနည်းဆုံးပုံပေါ့နော်အနည်းဆုံးဆိုတာဂျိုင်းနဲ့ဒီပြင်ကိုရောက်နေတဲ့ line အမှတ်ကလေးကိုယူမယ်နော်အတွင်းအမှတ်ကိုမယူဘူးနော်အပြင်ကမြင်းဖြက်ကလေးနဲ့အနည်းဆုံး line ကိုယူမယ်မဟုတ်ရင်သူကလေအရန်အတွင်းဝင်သွားတော့မှာဆိုလို့ပေါ့နော်မင်းကလေးဝတ်မဟုတ်တဲ့ပုံမှာသူကလေအရန်ကွေးစရာမလိုအပ်ပါဘူးเนาะဂျိုင်းမှလည်းမလိုဘူးဒီခါဝိုက်တာမှလေးလည်းမလိုဘူးပေါ့နော်သူကအားလုံးပြေပြေလေးသွားမယ်เนาะအမျိုးသားဝတ်မလို့ဖြစ်ပါတယ်เนาะဒါဆိုရင်နီးဆုံးပုံနဲ့เนาะဆွဲလိုက်တယ်အဆင်ပြေသွားပြီဂျိုင်းလေးလည်းလှသွားပြီနော်ဒီလိုမျိုးတိတိကျကျကြီးမတွက်ချင်ဘူးအစင်စင်မလုပ်ချင်ဘူးဆိုရင်လည်းပြည်တဲ့အကွေးလေးနဲ့မိမိမျက်လုံးထဲမှာလှသလိုလေးယူပါနော်ဟိုအရန်ကြီးမကွေးရင်ရပါပြီပြီးွားရင်ဒီမှာအမကလေဘင်းလေးပေါ့နော်အစားသွင်းမယ်လေဘင်းတွက်နည်းလေးအမဒီမှာပြောပြပါမယ်လေဘင်းကကြတော့တိုင်းထားတဲ့လေဘင်းတန်ဖိုးကို6နဲ့စားမယ်နော်အဲ့ဒါကဘေးပေါ့နော်ဘေးအကျယ်အတွက်ကို6နဲ့စားမယ်ရတဲ့တန်ဖိုးအစားသွင်းမယ်နော်ဒီမှာအမကတန်ဖိုးတွေကိုတွက်ထားပြီးသားဖြစ်ပါတယ်တခါတည်းအစားသွင်းလိုက်ပါမယ်နော်ပြီးွားရင်လေဘင်းရဲ့အောက်အတွက်ကိုလည်းလေဘင်းပတ်လေကို4နဲ့စားတဲ့တန်ဖိုးကိုအစားသွင်းပါမယ်နော်တန်ဖိုးလေးတွေကိုတခါတည်းတွက်ထားဖို့လိုအပ်ပါတယ်အစားသွင်းပြီးွားရင်ဘောင်းခတ်လိုက်ပါမယ်ပြီးရင်လေဘင်းဆွဲဖို့နေရာလေးရလာပါပြီအဲ့လေဘင်းနေရာလေးကိုပြည်တံကွေးလေးနဲ့ပြန်ပြီးတော့သူ့ကိုဆွဲပါမယ်ဒီမှာလဲမကအရန်အဝိုင်းကြီးမသုံးပါဘူး
ဆွဲကြိုးပုံလေးပေါ့နော်ချွန်လားဆိုတော့လည်းအရင်မချွန်ဘူးဝိုင်းလားဆိုတော့လည်းမဝိုင်းဘူးမချွန်မဝိုင်းလေးပေါ့နော်ဘေးပုံစံဆန်ဆန်လေးကိုဒီလေပင်ပေါက်လေးဖောက်ပါမယ်နော်ဒါပေတံကွေးတွေကိုရမ်းကွေးတဲ့နေရာနဲ့အသုံးမပြုပါဘူးပြီးရင်ပခုံးမြင်းလေးဆက်လိုက်ပါမယ်နော်ပခုံးတန်ဖိုးလေးလည်းရပြီဂျိုင်းတန်ဖိုးရပြီအောက်ပိုင်းကိစ္စလည်းပြီးသွားပြီเนาะဒီမှာလိုအပ်တာကထပ်စာတွေပေါ့နော်ထပ်စာတွေအမှထုတ်ပါမယ်အတွင်းကိုအမှဒီမှာဟိုပါပေါ့နော်ဒီ၄စိတ်အတွင်းကိုဝင်မယ်ပြီးရင်အပြင်ကိုလည်း၄စိတ်မှတ်လိုက်မယ်ပေါ့နော်အဓိကထပ်စာမှာအတွင်းကိုမှတ်လိုက်တယ်မှတ်ပြီးတော့အပြင်ကို၄စိတ်ထုတ်လိုက်တယ်နော်ဒီမှာဗီဒီယိုကနည်းနည်းလေးအတွင်းကိုမရောက်သွားလို့เนาะဟိုနည်းနည်းကြည့်လို့သိစင်မပြေဘူးဖြစ်သွားတာ sorry ပါဒီမှာအမမြင်းလေးဆွဲပြပါမယ်เนาะအတွင်းကို၄စိတ်ဝင်တယ်အပြင်ကို၄စိတ်ထွက်တယ်မြင်းလေးတွေကို၃လိုင်းဆွဲလိုက်ပါမယ်ရှေချမ်းဖြစ်တဲ့အတွက်ကိုဒါကျေသီးထက်စားပါเนาะနောက်ချမ်းမှာဆိုအဲ့ဒါတွေမလိုပါဘူးဗီဒီယိုထဲမှာတိတ်မရအောင်ဖြစ်နေတာပါ sorry ပါပြတ်သွားလို့ပါเนาะဒီမှာအမပြန်ဆွဲပြပါမယ်အရင်ကအိတ်ပေါ့နော်ဒီအိတ်ကကြတော့ဒီအောက်ခြေလေးကိုမှတိုင်လိုက်တယ်တိုင်ပြီးတော့သူ့ကိုတဝက်ဝက်ပါတယ်တဝက်ဝက်ပြီးွားလို့ရှိရင်ဒီတောင်းလေးတွေကြတော့အပေါ်နှစ်စိတ်မှတ်လိုက်တယ်နော်သူချွန်ညင်တာဆိုတော့လေချွန်အောင်ယူတဲ့ပုံစံလေးပါကွက်တဲ့ပဲယူမယ်ဆိုရင်ဒါတွေမလုပ်လဲရပါတယ်နော်အိတ်ကက်ကိုလည်းမိမိစိတ်ကြိုက်ဒီဇိုင်းထွင်ပေးလို့ရပါတယ်အောက်ကိုကြတော့မှဒီနှစ်စိတ်ပြန်ဆင်းမယ်နော်နှစ်စိတ်ဆင်းနဲ့နှစ်စိတ်တက်တယ်ပေါ့နော်ပုံစံလေးအဲ့လိုပုံစံလေးပါတောင်လေးတွေကိုပေါ်နှစ်စိတ်တက်လိုက်တယ်အောက်ကိုကြတော့နှစ်စိတ်ခြုံလိုက်ပါတယ်ဒါဆိုရင်အိတ်ကက်ရသွားပါပြီနော်ပြီးသွားရင်အိတ်ကက်လေးကို copy ကူပြီးတော့ဒီပတ်တန်ဆက်ကူလေးထုတ်လိုက်ပါเนาะအဲဆိုအိတ်ကက်ဆိုင်လေးရပါပြီဒါဆွဲနီးလေးကိုဒီမှာတစ်ခါတည်းပြပေးခြင်းလို့ပါเนาะဒီမှာအမဒီရှေ့က line လေးလေเนาะမြင်သာအောင်လို့အမဒီမှာအမဲလေးနဲ့ဆွဲပြထားတယ်သူကကြတော့လေဒီထက်စာအတဲဒီအလဲစန်တာကနေအတွင်းကိုလက်မဝက်ဝင်လိုက်တယ်အပြင်ကိုလက်မဝက်ထွက်လိုက်ပါတယ်ဆိုတော့ဗီဒီယိုမှာသိချာမမြင်လိုက်ရလို့เนาะဒီအိတ်ကဆွဲတဲ့ခါကျရင်စန်တာမြင်းကနေပဲယူပါမယ်အလဲမြင်းကနေပြီးအားလုံးသွားပါမယ်ပြီးတော့ copy ကူးတဲ့အချိန်မှာလည်းပေါ့နော်ဒီအလဲမြင်းကနေပဲကူးသွားပါမယ်ဘေးဘက်ကိုပြန်ကူးမှာဖြစ်ပါတယ်နော်ဘေးကရဲ့ဆိုရင်နေရာမှာဒီပတ်တန်ခောက်တဲ့ပုံစံလေးရအရေးကြီးပါတယ်အဲ့ဒါလေးလည်းပြပေးပါမယ်အဓိကကဒီရှင်ပြီးဆွဲရမှာပေါ့နော်ပတ်တန်နှစ်ခုကိုလေကေးကိုကဒီပတ်တန်ခောက်တဲ့ပုံစံမှားသွားရင်ရှင်ရဲ့နေမထွက်လာမှာဆိုလို့ပါเนาะဒီမှာအနည်းဆုံးလေးကိုမှဒီလိုဆွဲကင်ပြီးတော့ခောက်လိုက်မယ်နော်ပြီးရင်သူ့ကိုအဲ့လိုလေးချိုးပါမယ်နော်အဲ့ဒါမှသူနဲ့ရှင်လေးရပေါ့နော်ဘေးချင်းရှင်လေးရထွက်လာမှာပါတော့မဟုတ်ဘူးပတန်ကိုဒီအဖျားနှစ်ခုသွားကင်လိုက်ပြီဆိုလို့ရှင်ကြတော့ဘေးချင်းရှင်ရမထွက်တော့နော်ဒါကရိုးရိုးအင်ကြီးကူးတာနဲ့မတူဘူးရှင်ရပြန်ဆွဲရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်တေချာလေးဒီလိုခောက်တာလေးကိုသတိထားပေးပေါ့နော်ပြီးသွားလို့ရှင်ဒီမှာ tracy ကူးပါမယ်ဒီခောက်တာလေးကအရေးကြီးပါတယ်เนาะအဲ့ဒါလေးတေချာလေးလုပ်ပေးပါမှားတယ်လို့ပေါ့เนาะအဲ့ဒါလေးကပြီးရင်တေချာလေးပြင်းကြီးလေးဖြစ်အောင်လုပ်ပေးပါပြီးွားတာနဲ့အမဒီမှာတော့အမဝိတ်တုံးလေးတွေဖိလိုက်တယ်အဲဆိုရင်သူကလေပြန်မရွေ့တော့ဘူးပေါ့နော်ဒီနေရာမှာကြိုက်တဲ့ပစ္စည်းလေးတခုကိုတင်ထားပြီးတော့ဖိထားလို့ရပါတယ်ဒီမှာလှိမ့်ဘိန်းလေးကိုအသုံးပြုပြီးတော့တောက်လျှောက်လှိမ့်သွားပါမယ်လေဘင်းကမဆွဲလဲရတယ်เนาะမိတ်ပြီးဆွဲလိုက်တာပါဒီကပခုံးထိတ်ကစမယ်เนาะပခုံးထိတ်ကစမယ်မိန်းကလေးအင်ကြီးတွေပဲချုပ်နေကြဆိုတော့လေဒီယောက်ျားလေးအင်ကြီးတွေချုပ်တဲ့အခါဆွဲတဲ့အခါကျရင်နည်းနည်းလေး
အကျင့်လေးတွေပါနေလို့ပါဒီမှာအလဲစင်တာမြင်းလေးကိုမှယူလိုက်ပါပြီเนาะတခြားလေးဖိပြီးတော့ပေါ့เนาะဒီ weight လေးလည်းဖိရတယ်ဖိပြီးတော့ဆွဲပေးပါเนาะ line လေးတွေလည်းမရွေ့ပါစေနဲ့အပေါက်ရလေးတွေတစ်ဖက်မှာကြံခဲ့ပါမယ်အဲ့အပေါက်ရလေးတွေကိုပဲလိုက်ပြီးတော့ပြန်ပြီးတော့မှတ်ရမှာဖြစ်ပါတယ်ဒီမှာမီးပြတ်သွားတဲ့အတွက်ကိုနည်းနည်းလေးတော့အရေးလေးကျနေပါတယ်ဒါလိုက်တင်တိတ်မကောင်းဖြစ်သွားတယ် sorry ပါနော်ရှေ့ချမ်းကိုမလေလက်မဝက်ချထားတယ်ဒါပေမဲ့ဒီအနောက်ချမ်းကျတော့အဲ့လက်မဝက်ချတဲ့ line ကိုသုံးစရာမလိုဘူးနောက်ချမ်းဆိုတော့သူ့ရဲ့မူရင်းမြင်းနဲ့ပဲသွားပါမယ်เนาะဒီတင် line ကိုမူရင်းမြင်းနဲ့ပဲမှတ်ပေးပါပြီးတော့ဒီရင် line လေးတွေဒီဂျိုင်း line တွေပခုံးချတဲ့ line မူရင်းပခုံး line အဲ့ဒီ line တွေအားလုံးကိုတခြားလေးပြန်မှတ်ဖို့လိုပါတယ်เนาะဒါမှတစ်ဖက်ကိုပြန်ပြီးတော့ကိုယ်တည်းတစ်ခုစာကိုပြန်ဆွဲစရာမလိုတော့ဘူးပေါ့เนาะ line လေးတွေမှတ်ထားဖို့လိုပါတယ်ကိုကလေ copy မကူးခြင်းဘူးပြန်ဆွဲခြင်းနဲ့ဆိုရင်လည်းမိမိသဘောပါเนาะဆွဲလို့ရပါတယ်ဒါလေးကအချိန်ကုန်သက်သာအောင်လို့ဒါလေးက copy ကူးတဲ့နည်းလေးကိုပြပေးလိုက်တာပါရှင်ဂျိုင်း line လေးကကြတော့လေရှေ့ဂျိုင်းနောက်ဂျိုင်းမတူဘူးပေါ့နော်အဲကြောင့်မလို့ဂျိုင်းကမူရင်း line ဝယ်မှတ်ဖို့လိုပါတယ်ဂျိုင်း white ထားတဲ့နေရာကိုတွားပြီးတော့မှတ်စရာမလိုအပ်ပါဘူးနော်ဂျိုင်းကိုမူရင်း line လေးမှတ်ထားပါဒီဘက်မှာဒီအပေါက်ရလေးတွေနဲ့ကို copy ကူးထားတာလေးကပေါ်လာပါပြီဒီမှာအမကတော့ file ရှည်သွားမှာဆိုလို့ဒီ line တွေဆွဲတာကိုမပြတော့ဘူးเนาะ line တွေကတော့ဒီမှာဒီကိုမှတ်ထားတဲ့ line လေးတွေကိုခဲလေးနဲ့ပြန်ပြီးတော့အရာလေးတွေပြန်ပေးပါမယ်เนาะခဲလေးတွေမှတ်ပြီးရင်ပြန်ပြပါမယ်ရှင်ဒီမှာမှတ်လို့ပြီးသွားပါပြီเนาะဟိုဘက်ဒီဘက်ကိုရှင်ရဲ့ပဲမှာမှတ်လိုက်ပါတယ်ဒီမှာကိုပိုးချတာလေးပြပါမယ်ရှေ့ကိုပိုးလေးပေါ့နော်ဒီမှာ16စိတ်ယူထားပါတယ်ဒီမှာတစ်ခွဲလည်းယူလို့ရတယ်နှစ်လက်မလည်းယူလို့ရတယ်ကိုကြိုက်တယ်လို့ပေါ့နော်ဒီဟာလေးကယူလို့ရတယ်ဒီပုံဒီနီးလေးကတော့ဒါကဖဲဖြစ်တယ်ပေါ့နော်ကျန်တဲ့ဒီ twin တဲ့ပိုင်းတွေကတော့မိမိအဆင်ပြေသလိုယူသွားလို့ရပါတယ်နော်ဒါလေးကညှက်ထုံပါနောက်မှညှက်ထုတ်တဲ့အပိုင်းကြီးပြပါမယ်ဆွဲပဲဆွဲခဲ့ပါမယ်နော်ဒါလေးကိုအမမြင်သာအောင်လို့မြင်းဆောင်လေးနဲ့ဆွဲပြပါမယ်နော်ပိုးပိုးလေးတွေကရှယ်အင်းကြီးမှာရေးကြည့်ပါတယ်ရှယ်အင်းကြီးကဒီအရန်ကြီးပတ်တန်တွေမှာဒီဇိုင်းတွေဘာမှမပါဘူးနော်မူရင်း frame လေးရသွားရင်ရှယ်အင်းကြီးကိုပိုင်နိုင်စွာဟိုချုပ်သွားဖို့ပဲလိုပါတယ်နော်ချိုရိုးတွေဘာတွေပိုင်ဖို့လိုတယ်ချိုရိုးကလည်းအဲ့လိုပေါ့နော်ချုပ်တဲ့အချိန်မှာလိုအပ်တာလေးတွေပြောပြပေးသွားပါမယ်နောက်ဗီဒီယိုဖိုင်လေးတွေလည်းဆက်လက်ကြည့်ရှုပေးပါအောင်နော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးပါအောင်နော်ဗီဒီယိုလေးတွေစတိုက်တင်ပေးပါမယ်เนาะချုပ်ဝေမဲ့သူလေးတွေကချုပ်ပြီးသွားလို့ရှိရင်လည်းလိုအပ်တာလေးတွေရှိရင်လာပြောလို့ရတယ်လာပြလို့ရတယ်เนาะလာပြီးတော့လည်းအထည်လေးတွေပြပေးလို့ရပါတယ်အင်စာလေးတွေပြပေးလို့ရပါတယ်เนาะဒီနည်းလေးကတော့ဒီတော်တော်လေးအဆင်ပြေပါတယ်เนาะအဆင့်တွေအများကြီးသွားကြမလို့ပဲနဲ့ဒီခုနောက်ပိုင်းလူငယ်တွေကြိုက်တဲ့ပုံစံမျိုးတွေထွက်ပါတယ်เนาะဒီမှာမူရင်းချိုင်းလေးကိုမှပြန်ပြီးတော့သုံးပုံပုံလိုက်ပါပြီသုံးပုံပုံပြီးတော့အနည်းဆုံးပုံကိုပေတံလေးနဲ့ဆက်ပါမယ်ဂျိုင်းရင်လိုင်းနဲ့ဆက်လိုက်မယ်ပေါ့နော်ဂျိုင်းရဲ့အစုံရင်လိုင်းနဲ့တော့ဆက်ပါမယ်ဆက်ပြီးသွားရင်သူ့ကိုလည်းအမကဒီမှာမြင်းပြက်ကလေးဆွဲမယ်နှစ်ပုံပုံမယ်မြင်းပြက်ဆွဲပါမယ်နော်သူ့ကိုထောင်ကျင်းလေးပြန်ထုတ်လိုက်တာပါဂျိုင်းဝိုက်ဖို့အတွက်ကိုထောင်ကျင်းလေးမှတ်တယ်ပြီးရင်အဲ့ထောင်ကျင်းလိုင်းလေးကိုသုံးပုံပုံပါမယ်သုံးပုံပုံတာကဘယ်ပုံမှာသွားပြီးတော့ဂျိုင်းဝိုက်မလဲအဲ့ဒါလေးကိုကြည့်လို့ရအောင်ပေါ့နော်သုံးပုံပုံလိုက်ပြီး
မြင်းဖြတ်နဲ့အနည်းဆုံးပုံကိုမှယူပါမယ်အရင်ကြီး white တာကိုမလိုချင်လို့ပါနောက်ချမ်းဆိုတော့တိတ် white စရာမလိုဘူးเนาะဒီမှာလှသွားပြီเนาะအနေတော်လေးပေါ့ဒီပုံစံလေးကတော့တော်တော်လေးကိုအနေတော်လေးထွက်တယ်မင်းကလေးအညီနဲ့မတူဘူးအရန် white တာလေးသုံးစရာမလိုဘူးပေတံကွေးရအစားပြောင်းပြီးသုံးထားပါတယ်เนาะပြီးတော့ဒီမှာအမကဒီတိုင်းတဲ့အချိန်မှာရှေ့ရင်ကျင်နဲ့နောက်ကျောကျယ်တွေမှာတိုင်းခဲ့တယ်အဲ့ဒါလေးတွေကလည်းဒီမှာလူတိုင်းတော့မလိုအပ်ဘူးဒါပေမဲ့အမတခါလေးပြပြပြီးတော့သင်ပေးသွားတာပါဒီဂျိုင်းပေါ့နော်ဂျိုင်းအကြံကိုသုံးပုံနဲ့အနည်းဆုံးပုံကရှေ့ရင်ကျယ်လိုင်းနောက်ချမ်းမှာဆိုနောက်ရင်ကျယ်လိုင်းဖြစ်ပါတယ်เนาะဂျိုင်းကိုသုံးပုံတာเนาะပခုံးချထားတဲ့မြင်းကနေကြံခဲ့တဲ့ line ကိုသုံးပုံနဲ့သုံးပုံပြီးတော့အနည်းဆုံးပုံကနောက်ရင်ကျယ် line ဖြစ်ပါတယ်เนาะဒီနေရာမှာနောက်ရင်ကျယ်ရှေ့ရင်ကျယ်တိုင်းထားရင်ဒါလေးတွေကိုတခြားနှစ်နဲ့စားမယ်ပေါ့နော်နှစ်နဲ့စားပြီးတော့သူ့ကိုအစားသွင်းပါမယ်ဒီမှာတော့အမပုံသင်နည်းနဲ့သွားတာဆိုတော့ဒါတွေကိုအမထည့်ပြီးတော့တိုင်းစရာမလိုဘူးပေါ့နော်ဒီနည်းတိုင်းသွားမယ်ဆိုရင်ဘာမှမလိုတော့ဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီ customer ကရှေ့ရင်ကျယ်နောက်ရင်ကျယ်လေးတိုင်းထားတယ်ဆိုရင်အဲ့တိုင်းသွားပေးပါဒီမှာ11ပေါက်ပေါ့နော်11ပေါက်ကကြတော့အမကလက်မဝက်ပဲဖောက်ပါတယ်เนาะနောက်ချမ်းကိုလက်မဝက်လေးဘောင်ခတ်လိုက်တယ်ပေတံကွေးလေးနဲ့အလိုက်တင်လေးဝိုင်းလိုက်ပါတယ်ဒီမှာအရင်ကြီး white စရာလုံးဝမလိုဘူးเนาะအနေတော်လေးပါပြီးတော့ဒီမှာပခုံးမြင်းလေးကိုလည်းတေချာလေးပေါ်လွင်အောင်ဆွဲလိုက်ပါတယ်เนาะပြီးသွားရင်မူရင်းဒီလေပင်လိုင်းကနေပြီးလေးလက်မကွဲကိုချပါမယ်အဲ့ဒီ line လေးကကြတော့နောက်ဟိုပါပေါ့နော်ဒီနောက်ကိုပိုးစားပါကိုပိုးကိုလေးလက်မကွဲချတယ်ဒီနေရာမှာငါးလက်မချလိုက်ရတယ်လေးလက်မပဲချရင်လည်းရတယ်မိမိသဘောပါနော်အမကတော့ဒီပုံစံလေးတွေကိုကိုကြိုက်သလိုထွင်လို့ရအောင်မပြောပေးသွားတာပါเนาะပုံသင်နည်းကြီးအတိုင်းပဲသွားစရာမလိုပါဘူးရှင်ဒီမှာအမဖြတ်မဲ့ line လေးကိုကကြည်ရလေးပေးလိုက်တယ်ဒါပေမဲ့သူ့ကိုနောက်မှဖြတ်ပါမယ်เนาะဒီကိုပိုးလေးကိုမြင်တာအောင်လို့ဒီမှာအမဇောင်းလေးတွေဆွဲပြပါမယ်မူရင်းမြင်းကနေသွားရမှာပါเนาะပြီးွားရင်အဲ့ဒီကောင်လေးကိုအမဒီပေါ်လွင်အောင်လို့ပေါ့เนาะဒီဇောင်းမြင်းလေးတွေနဲ့ပြပေးသွားပါမယ်နောက်ကြောကကြတော့လေဒီကိုကြိုက်သူလိုဒီဇိုင်းတွေဖော်လို့ရတယ်ထွင်လို့ရတယ်နော်ပြီးတော့အမဒီမှာတောက်ဆွဲတာလေးကနေသိမမြင်လိုက်ရလို့เนาะနောက်ထပ် file တစ်ခုနဲ့အမထပ်ပြီးတော့ပြပေးပါမယ်တောက်ဆွဲတာလေးကိုတော့ကတော့လူတိုင်းကိုထည့်ပေးစရာမလိုဘူးပေါ့နော်အဓိကတော့လူကြီးပိုင်းနေဝါတဲ့လူတွေဆိုရင်တော့တောက်ကုန်မထည့်ပေးနဲ့ပေါ့နော်လူငယ်လေးတွေ body fit ဝတ်ချင်တယ်smart ကြဝတ်ချင်တယ်ဆိုတဲ့အထည်တွေဆိုရင်ထည့်ပေးပါခါးကိုလည်းတင်ပေးပါเนาะခါးသိန်းထောက်ကတော့အမဒီမှာဟိုပါပေါ့နော်ဒီ 0.2 ပေါ့နော်ဘဲကို 0.2 ညာကို 0.2 ပေါ့နော်အဲ့လောက်ပဲထည့်ထားတယ်ထောက်ကမင်းကလေးအညီတောက်လောက်ကြီးစရာလည်းမလိုဘူးအဲ့လိုလည်းမဖောင်းပေါ့နော်တဲ့လေးပဲနည်းနည်းလေးပဲယူထားတယ်နော်ထောက်လေးကိုအမထပ်ပြီးတော့ဗီဒီယိုဖိုင်ထပ်ပြီးလာပါမယ်ဒီမှာတိတ်မမြင်လိုက်ရလို့เนาะအမဗီဒီယိုကနည်းနည်းလေးစောင်းသွားတဲ့အတွက်ကိုပြန်ပြီးတော့ရိုက်ပေးထားပါတယ်เนาะ sorry ပါเนาะပြီးတော့လေဒီအနောက်ကိုပွားကျင်တယ်ဆိုလို့ရှိရင်ဒီကိုကက်ကြီးကပြထားတယ်မြင်းလေးကနေပြီးတော့ဒီပတ်တန်ရဲ့ဒီဟောပေါ့နော်ဒီပို့နေတဲ့ချမ်းပေါ့နော်အဲ့ဒီဘက်ချမ်းမှာနောက်ထပ်တလက်မပေါ့နော်တလက်မဒါမှမဟုတ်ရင်လက်မဝက်6စိတ်ကိုကြိုက်တဲ့လောက်ပေါ့နော်တွန့်စာလေးတွေကိုထပ်ပြီးယူသွားပါမယ်နော်ဒီမှာတော့အမက body fit ဖြစ်တဲ့ပုံမှာတွန့်စာတွေပါလုံးဝမယူထားဘူးပေါ့နော်body fit ဖြစ်တဲ့ထောက်ထည့်မယ်နော်တွန့်စာလုံးဝမယူဘူးပွားစာမယူဘူးစင်ပြေတယ်ပေါ့နော်ကိပွားကျင်တယ်ဆိုရင်တော့ဒီမှာထပ်ပြီးတော့ပွားစာလေးထပ်တိုးပြီးတော့ယူလို့ရပါတယ်နော်ဒီဂုတ်ပိုးမှာလည်းကိုကြိုက်သလိုဒီဇိုင်းထွင်လို့ရတယ်နော်အဓိကအဆောင်လေးတွေယူတာအဆွေလေးတွေယူတာအရန်လှတယ်အကွက်အစာကိုချုပ်တာတို့အစင်းစာကိုချုပ်တာတို့အဲ့လိုလေးတွေမှာပို့ပြီးတော့ဒီဇိုင်းထွင်လို့ကောင်းတယ်နော်အစင်းလေးတွေဆိုလို့ရှိရင်လေမျက်နှာချင်းဆိုင်လေးတွေယူမလားဘူးရှိလေးတွေယူမလားမြားပုံစံအဲရိုပုံစံပေါ့နော်အဲ့လိုလေးတွေယူခြင်းလည်းရတယ်အဲ့ဒါလေးတွေကတော့မိမိရဲ့ဒီ creation ပေါ့နော်ဒီ ini ကိုထွင်တဲ့အပိုင်းဖြစ်သွားပြီပေါ့နော်ဒါလေးတွေကိုမှချုပ်နေနေတော့မှပြပေးသွားမယ်ကိုကြိုက်သလိုဒီဇိုင်းလေးတွေနောက်ပိုင်းမှာထွင်သွားလို့ရပါတယ်အဲ့ဒါလေးကိုပြောချင်တာပါ
ဂုတ်ပိုးလေးတွေကတော့တေချာခရုစိုက်ပြီးတော့အမမှတ်မယ်ပေါ့နော်ပြီးတော့ဒီမှာအမဂျိုင်းတိုင်းပြီဂျိုင်းတိုင်းတဲ့အခါကျရင်ဒီမှာပေကျိုးလေးကိုထောင်ပြီးတိုင်းပါနော်အရှိကိုအမတိုင်းလိုက်တာမပါသွားဘူးပေါ့နော်ဗီဒီယိုထဲမှာအားကြောင့်မလို့ဒီမှာအနောက်ချမ်းတိုင်းတာလေးကိုကြည့်ပေးပါနော်ဂျိုင်းပတ်လေတိုင်းမယ်အဲ့ဒါပြီးသွားရင်လက်ဆွဲမယ်ပေါ့နော်ရလာတဲ့တန်ဖိုးလေးကိုမှတ်ထားပေးပါအမကတော့တစ်ပတ်လေတိုင်းလိုက်တယ်ပေါ့နော်ပေကျိုးကိုလည်းတစ်ပတ်လေတိုင်းလိုက်တယ်တိုင်းပြီးတော့ရလာတဲ့တန်ဖိုးလေးကိုမှတ်ထားပါမှတ်ထားပြီးအဲ့ဒါလေးနဲ့လက်ကိုဆွဲပါမယ်ဗီဒီယိုဖိုင်အရန်ရှည်သွားမှာဆိုလို့နောက်ဖိုင်လေးတွေထပ်လာပါမယ်လက်ဖိုင်ရဲ့ပြီးတော့ဒီကော်လန်တို့နော်ဟိုလက်ဖက်တွေလက်ထောက်တွေအဲ့ဒါတွေကိုတသက်တစ်ဖိုင်ထပ်ပြီးတော့တင်ပေးပါမယ်နော်နောက်ဗီဒီယိုဖိုင်လေးတွေဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါဦး subscribe မလုပ်ရသေးရင် subscribe လုပ်ပေးပါနော် like and share လေးတွေလုပ်ပေးပါအောင်နော်ချိုးဝှချင်တဲ့လူလေးတွေချိုးဝှလို့ရအောင်လို့ပါဒီမှာထောက်ပိုင်းလေးပေါ့နော်ဆိုတော့ထောက်လေးကတခြားမမြင်လိုက်ရတဲ့ပုံစံနာပါလေဒီမှာထောက်ကိုဘယ်လိုမှတ်လဲဆိုတော့ဒီမှာရင်းလိုင်းပေါ့နော်ရင်းလိုင်းကိုအရင်ဆုံးဒီမှာရင်းလိုင်းလေးကိုထောက်လိုက်တယ်ရင်းလိုင်းအောက်ပေါ်မှာတလက်မဆင်းတယ်နော်ရင်းလိုင်းထိမသွားအောင်ပေါ့နော်ရင်းလိုင်းအောက်ကိုတလက်မဆင်းတယ်ဆင်းပြီးသွားရင်ခါတောက်အကျယ်ကိုကျတော့ဘယ်လိုယူလဲဆိုတော့ခါပေါ့ခါကိုတဝက်ဝက်လိုက်တယ်ဒီက30ဆိုရင်9ပေါ့နော်9ကိုမှတ်လိုက်တယ်မှတ်ပြီးသွားရင်ဘယ်ကို2စိတ်ညာကို2စိတ်ထပ်မှတ်မယ်နော်အဲ့ဒါခါသိန်းတောက်ပေါ့နော်ဒါတော့အမျိုးသမီးအင်ကြီးတောက်တွေလိုပါပဲအရင်ကြီးထွေထူးထူးမှတ်စရာမရှိဘူးနော်တောက်ကိုအရင်နဲ့ကြီးစရာလည်းမလိုဘူးပေါ့နော်မင်းကလေးအင်ကြီးတွေလိုလက်မဝတ်တောက်တွေပါတော့မထိုးပါဘူးနော်2စိတ်လောက်ပဲထိုးတယ်တောက်ကလေးတွေပါနေတာလေးပဲယူတယ်ပြီးသွားရင်နောက်ရဲ့အစုံကြတော့ဘယ်လောက်ယူလဲဆိုတော့ဒီခါသိမ်းထားတဲ့မြင်းပေါ့နော်အဲ့မှာ2လက်မအပေါ်တက်ထားတယ်အဲ့ဒီမြင်းလေးနဲ့တွားပြီးတော့ဆိုင်လိုက်တယ်အဲ့ဒါဆိုရင်တောက်လေးရပါပြီเนาะပြီးတော့ဒီမှာကြောကျဲလိုင်းလေးရှင်ကျဲလိုင်းလေးတွေကိုအမဒီမှာမြင်သာအောင်မှတ်ပေးထားပါတယ်လိုအပ်တဲ့လူတွေဆိုရင်ရှင်ကျဲနောက်ရင်ကျဲလေးတွေတိကျတိုင်းပြီးတော့နှစ်နဲ့စားမယ်ပေါ့နော်ရှင်ကျဲနောက်ရင်ကျဲကိုနည်းနည်းစားမယ်စားပြီးတော့ဒီတန်ဖိုးလေးတွေကိုအစားသွင်းမယ်เนาะသူကြတော့နည်းနည်းလေးပို့ပြီးတော့ detail ဖြစ်မယ်အင်းရလည်း body fit လေးဖြစ်မယ်ပေါ့နော်နောက်ပြီးတော့ဒီအစွဲပါတဲ့ပိစာလေးတွေကိုချုပ်တဲ့အထည်လေးတွေဆိုရင် body fit လိုချင်တယ်ဆိုရင်အဲ့လိုမျိုးရှင်ကျဲနောက်ရင်ကျဲလေးတွေတိုင်းပြီးတော့ချုပ်ပေးပါနော် t-shirt လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေချုပ်ရင်ရှင်ကျဲနောက်ရင်ကျဲလေးတွေကိုတိကျတိုင်းပြီးချုပ်ပေးနိုင်ပါတယ်နော်ဂျိုင်းပက်လေးလေးတိုင်းပါမယ်เนาะအဲ့ဒါလေးလုပ်ထားပါရလာတဲ့တန်မိုးလေးကိုလည်းတိကျလေးမှတ်ထားပါပြီးသွားရင်လက်ဆွဲတဲ့ဖိုင်လေးမှာအမတိကျပြပေးသွားပါမယ်လက်ကိုလည်းเนาะလက်ဆွဲတာလေးအမတိကျလေးပြပေးပါမယ်ကလေးလာမယ် fit လို့ဖြစ်ရမှာပေါ့เนาะအဲ့ဒီပုံစံလေးတင်ပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီအမဗီဒီယိုဖိုင်ရဲ့အဆုံးမှာဒီတွက်နီးလေးတွေထည့်ပေးထားပါတယ်เนาะအင်းတွက်နီးလေးတွေကို screenshot လေးယူထားပြီးတော့တွက်ထားပေးပါเนาะ